ကျွန်တော်နောက်ကျွန်းထိုးနည်းတွေရှေ့ကျွန်းထိုးနည်းတွေသင်ပေးပါအောင်လို့လာမှတ်ထားတယ်ဘရိုကျွန်တော်ရှေ့မှာလည်းဂျူရိုရေအများကြီးဗျာထိုးနည်းတွေအများကြီးပြောပြခဲ့တယ်ဒါမှမဟုတ်လည်းဘရိုတို့ကမရသေးတော့ခုထပ်ပြောလာရပေါ့နော်ဒီနေ့မှာတော့ကျွန်တော်ကိုယ်တိုင်မပြတော့ဘူးဗျာကျွန်တော်ရဲ့အိမ်တော့သူကလေးတယောက်ကိုသင်ပေးထားတယ်ပေါ့နော်အဲ့ဒီတိုင်းဘရိုလိုက်လို့ကြည့်ဗျာဒီနေ့ကကလေးတယောက်ကိုသင်ပေးရနည်းဆိုလွယ်ကူပဲဖြစ်မှာဗျာအားကြောင့်မလို့ဘရိုကိုချပြလိုက်တာဗျာဒါကတော့နောက်ကျွန်းထိုးနည်းပေါ့ဗျာဒီဘရိုလိုက်လို့ကြည့်ရပါတော့ရှေ့ကျွန်းထိုးနည်းကိုလည်းဒီဘရိုကညီကိုတို့ကိုသင်ပေးလိုက်မယ်ဗျာဘရိုလည်းကိုလုံးနိုင်တဲ့အစင်လေးတစ်စင်ချင်းစီကိုလိုက်ပြီးကြည့်ထားရပါပေါ့နော်ပြီးတော့ကျွန်တော်အိမ်မှာပဲစမ်းကြည့်လို့ရပါတယ်တကယ်တော့ဘရိုတို့ကိုလေအကောင်းဆုံးအကြံတစ်ခုပေးချင်တာအဲ့လိုမျိုး social media ပေါ်ကတူတူတွေကိုလိုက်ကြည့်အောင်နဲ့တော့ဘရိုတို့နည်းနည်းတက်နိုင်မှာမဟုတ်ဘူးဗျာဘရိုတို့တကယ်တက်ချင်တယ်ဆိုရင်ကို့မှာကြည့်ရလေကင်းစဆိုလေလေကင်းထဲမှာထိုးဗျာရွှွန်းရှိရွှွန်းထဲမှာထိုးရေရှိရေအပါးထဲမှာထိုးပေါ့နော်အဲ့လိုမျိုးလက်တွေ့လုံးမှာလားတကယ်လှည့်ရဲမှာဗျာကိုကဒီလိုမျိုးလုပ်တဲ့ဗီဒီယိုတွေမကြည့်ရဘူးရတော့မဟုတ်ဘူးပေါ့ဗျာကြီးနေတော့ကိုကြည့်ပြီးတော့ကိုလုံးနိုင်တဲ့အဆင့်ကိုလက်တွေ့မြေပြင်မှာလုပ်ကြည့်ပေါ့နော်အဲ့လိုလိုက်လုံးမှာလားဘရိုတို့မြန်မြန်လှည့်ရဲမှာဗျာ